မင်္ဂလာပါရိရှိမိတ်ဆွေများမဗေဒစီကျော်လေးကတော့ဒေးအောင်သွားပြီနော်မဗေဒစီကျော်ကဒေးအောင်သွားပြီမဗေဒကစားတာကတော့နော်တခြားဆရာတွေကစားပုံကစားနေနဲ့မတူဘူးနော်မဗေဒကအသီးကိုထောင်းတယ်အသီးကိုထောင်းတယ်အသီးကိုပိုးတယ်အေးတွေကစားခွက်လေးမှာကစားတာနော်တခြားဆရာဆိုင်တွေနဲ့မတူဘူးကဲဟုတ်ပြီမဗေဒပောက်ခဲတဲ့စီကျော်ကိုပြန်နေပြသပေးမယ်ဖြစ်ပါတယ်မဗေဒကနေပြီးတော့ဒီလိုအသီးထောင်တာနော်ဒီလိုအသီးထောင်တယ်နော်ဒီလိုအသီးထောင်တယ်ရှင်းကားနေဆိုတဲ့အသီးကိုထောင်တယ်ဒီလိုကစားတာနော်ရှင်းကားနေဆိုတဲ့အသီးကိုထောင်တယ်ရှင်းကားနဲ့ထောင်တဲ့အသီးမှာဒီဂျင်းနဲ့ဂျင်းများရဲ့ဘေးမှာအဲ့လိုကစားတာနော်မဗေဒကနေပြီးတော့ရှင်းကားနဲ့ကိုထောင်တယ်ရှင်းကားနဲ့ရဲ့ဒီဂျင်းနဲ့ဂျင်းများရဲ့ဘေးမှာကြားမဲ့အသီးကိုရှာပြီးတော့ကစားတာနော်တခြားဆရာတွေနဲ့မတူဘူးနော်ကဲဟုတ်ပြီရှင်းကားနဲ့ကနေပြီးတော့ဒီနေ့3နေ့4နေ့5နေ့နော်6နေ့မြဲမှာ2 5 8လို့ထောင်တယ်နော်ဒီနေ့3နေ့4နေ့5နေ့6နေ့မြဲမှာနေပြီးတော့ရှင်းနေငါလို့ထောင်တယ်ဟုတ်လားရှင်းနေငါလို့ထောင်တယ်ဒီလိုကထောင်လို့ကစားတာနော်သူပိုးပုံနေကနေပြီးတော့သူ့ဆောင်မှာလေးသူများကိုရှင်းနေငါရဲ့ထွက်တဲ့နှစ်မှာနေပြီးတော့လိုက်ပို့တာနော်လိုက်ပို့တာဒီမှာသူများလေးကိုအဲ့လိုအထောင်သီးတွေနဲ့နော်ကစားတာကဲဟုတ်ပြီပထမဒါကပထမဆိုင်ဒုတိယဆိုင်မှာကြာတော့ရှင်းကားနဲ့ရဲ့ငါဆောင်မှာခွန်ဆောင်ငါဒီလိုခွန်ဆောင်ငါကိုရှင်းနေငါရဲ့ဆောင်မှာရှင်းနေငါထွက်တဲ့နှစ်မှာပြန်ထွက်တာနော်ရှင်းကားနဲ့သူ့ဆောင်မှာရှစ်လျှောက်ခွန်ဆိုတဲ့ခနဲ့ဒီသူ့နှစ်မှာရှင်းကားနဲ့ရဲ့နှစ်မှာပြန်ထွက်တာဒီလိုအထောင်သီးတွေနဲ့ကစားတာမဗေဒကနေပြီးတော့နော်မဗေဒကဒီလိုကစားတာနော်အဲ့လိုဆိုတော့ကျွန်တော် break ကိုလေးပဲဟလား break စီကျော်ကလည်းကောင်းနေဗျာဒီစင်တကြီးမှာနေပြီးတော့ break စီကျော်ကလည်းတော်တော်လေးကောင်းတယ်နော်ဒီမှာ၄နေ့ထောင်တယ်10 break ကို10 break သူ့စောမှာ10 break လို့ရိုက်တယ်သူတနေ့ကျော်မှာ10 break လို့ပြန်ရိုက်တယ်နော်အကျင်ရီတော့လည်းအတူတူနော်အကျင်ရီတော့လည်းယူကြည့်လိုက်ရတယ်နော်အကျင်ရီတော့ဆင်းလာပြီနေ့ကိုခွန်ကိုနေပြီးတော့10 break ကိုသူ့စောမှာ10 break လို့ရိုက်တယ်10 break လို့ရိုက်တယ်ဆိုတော့နော်သူတနေ့ကျော်မှာ10 break လို့ရိုက်တယ်အဲ့လိုကစားတာနော်အဲ့လိုက10 break ကိုရိုက်တယ်သူဆင်းလာပြီနော်အကျင်ရီတော့လည်းတူတူပဲဒီမှာသူထော်ဖို့အကျင်ရဲ့ဘေးနားမှာနေတော့930ဇောင်းမှာ930ဆိုပြီးရိုက်10 break ကို10 break ရိုက်တယ်သူတနေ့ကျော်မှာ10 break လို့ပေးရမယ်နားကတော့ကျွန်တော်ကြိုက်ဆုံးစီကျော်ဖြစ်တယ်နော်ဟုတ်လားကြိုက်ဆုံးစီကျော် break လိုက်ဖြစ်တယ်break လေးအဲ့လို10 break လေးကြာဒီလို10 break လေးပေးထားပြီးတနေ့ကျော်မှာ10 break လေးပေးထားပြီးတော့ရှင်းကားနဲ့ရဲ့အထောင်လေးမှာလေနော်ရှောက်ခွန်ဆိုတဲ့ကနေနော်10 break လို့ပေးထားတယ်ဒီမှာလေနှင်းငါချီရဲ့ဘေးနာသူ့နေမှာ6ခွန်နဲ့လို့ပေးထားတယ်10 break ဒီမှာလေ10 break ပေးရမှာပေါ့ဟုတ်လားအဲ့လိုဆုံးဖြတ်တာနော်စိတ်ကိုဟုတ်လားဆုံးဖြတ်တာ10 break ပေးရမှာပေါ့အဲ့လိုဆိုတော့အဲ့လို10 break ဆိုတော့ကျွန်တော်တို့ကနေပြီးတော့အသီးကိုရှာတာအသီးကိုလိုက်ရှာတာဘေးအသီးကဘေးနာပို့တော့သူ့ဘက်မှာ10 break ဆိုတော့684ဆိုတဲ့ကနေ684ဆိုတဲ့ကနေကိုဘေးနာကအသီးလိုက်ပို့လေဆိုတော့နော်684ဆိုတဲ့ကနေကိုသူ့ဘေးနာက825ထောင်နဲ့ဇောင်းမှာနေပြီးတော့နော်825ထောင်နဲ့ဇောင်းမှာတစ်ချင်းတစ်ချင်းသုံးချင်းမှမြောက်မှာ10ထိတ်လို့ခံတယ်နော်10ထိတ်လို့ခံတဲ့အတွက်10 break ကိုလိုက်ရှာနော်ဒီဥကပါ10 break ကိုလိုက်ရှာတာ10 break ဒီမှာတစ်ခွက်ရှိတယ်နော်ဒီမှာတစ်ခွက်ရှိတယ်10 break နဲ့နှစ်ခွက်ဆင်းတယ်ဒီနှစ်ခွက်ထိကမှနေပြီးတော့ရှောက်ရှိလေးဆိုတဲ့ကနန်းကိုဘာတော့ဒီမှာ825အထောင်ရဲ့အဲဇောင်းမှာ825အထောင်ရဲ့အဲ့တော့နှင်းပင်းမှာရှောက်ရှိလေးဆိုတဲ့ကနန်းထွက်တယ်ဘာတော့ထွက်တာတော့သူ့ဘောကထွားမေကနန်းရဲ့အပေါ်ကနော်ဒီကနေ့တကယ်ထွက်မှာလားနော်ဒီကနေ့တကယ်ထွက်မှာလားထွားမေကအထောက်တရှာနော်သုံးလုံးပေါက်1ရှောက်သူများကသုံးလုံးပေါက်1 9နောက်ခင်တယ်သုံးလုံးပေါက်1 9နောက်ခင်တယ်အေးအောက်ကကနေမှနေပြီးတော့ဒီကနေဒီရှင်းနေငါရဲ့ဇောင်းမှာနေ့မှာဘေးနားမှာ10 break ကိုလာပေးတာ10 break ကိုလာရိုက်တာနော်ဒါပထမကဲဒုတိယကဲမှာလေနော်
ဒုတိယကဲမှလည်းလို့အထောက်တွေကပြန်လို့ပိုးထားတယ်အထောက်တွေဟလားအေးတာမရောက်နေပြီတော့သူရှေ့ကနေစင်ကရဲ့ဇောင်းမှာနော်တကြီးနှစ်ချင်းနော်ရှေ့ကနေစင်ကရဲ့ဇောင်းမှာနော်တကြီးနှစ်ချင်းသုံးချင်းလေးချင်းမှာရှေ့ထိတ်လို့ခံတယ်ဒီရှေ့ထိတ်ကြောင့်ရှေ့ဘရိတ်ကိုရှာတာတိတိရှောက်တစ်ခွက်ရှိတယ်ဗျာနော်ခွန်နဲ့ကိုတစ်ခွက်ရှိတယ်ရှစ်ကိုတစ်ခွက်ရှိတယ်လေးသုံးတစ်ဆိုတဲ့တစ်ခွက်ရှိတယ်ဒီရှေ့ဘရိတ်ထိကမှခွန်နဲ့ကိုဆိုရလားခွန်နဲ့ကိုလို့ထွက်ရတာဘာအကြောင်းထွက်ရတာတော့ဆိုတော့ပထမဆိုင်လို့နော်သူ့ထွက်မှနေပြီးတော့ခွန်နဲ့ကိုဒီအပေါ်ကခွန်ရှင်းကဆိုတဲ့ကနေရှိတယ်သုံးလုံးပါ break ဒီ tea break ထွက်တယ်ဒီ tea break ကြောင့်ငါးနောက်ထိုင်တယ်ဒီ tea break ကြောင့်ငါးနောက်ထိုင်တယ် senior break ရိုက်တယ်နော် senior ပဲရိုက်တာနောက်ဆိုင်မှနေပြီးတော့ tea break ဒုတိယဆိုင်မှာသူများ break ငါးနောက်ပိတ်တယ်အဲ့ဒါကြောင့်သူအောက်ကကနေဒီနော်ခွန်ကိုနေဆိုတဲ့ကနေကိုလာရိုက်တာဒီမှာ ship break နော်ကဲဟုတ်ပြီနှစ်ကျင်ကြပြီသုံးကျင်များမှာလေနော်ရှင်းငါးနေလို့ထောင်တယ်သူကရှစ်ဘိတ်လို့ဆင်ရမယ်ဆိုတော့သူ့ဆောင်မှာရွေလိုက်တယ်အနေနဲ့သုံးနှစ်နော်သုံးနှစ်မြောက်မှာအနေနဲ့သုံးနှစ်မြောက်မှာရှစ်ထိတ်လို့ခင်တယ်ရှစ်ထိတ်လို့ခင်တော့ရှစ်ဘိတ်ဘယ်နှကျင်ဆန်တော့ရှစ်ဘိတ်ဆိုတော့ငါးကိုလေးတစ်ကျင်ဆန်တယ်သုံးနှစ်တစ်ကျင်ဆန်တယ်နှစ်ကျင်ဆန်တယ်အဲ့နှစ်ကျင်တွေကဘေးအသီးထွက်မှာတော့ဆိုတော့ကျွန်တော်တို့သူ့ဘောကထွက်တဲ့အသီးကိုဒီမှာရှစ်ဘိတ်ငါးနောက်ပိတ်တယ်ဒီမှာသူများ break 9နောက်ပိတ်တယ်သူ့ဘက်အောက်ကမှာ6 break နော်6 break 9နောက်ပိတ်တယ်အဲ့ဒါကြောင့် senior break ရဲ့အောက်က9နောက်ထည့်ရမယ်ဆိုတော့မွန်စီရောအရာနေပြီးတော့9 6လေးကိုကျွန်တော်ထိုးရမယ်စိနေချိန်မှာဆိုပြီးတော့နော်ကဲဟုတ်ပြီ9 6လေးမှာလည်းနေပြီးတော့လားလေးထိပ်စီကဘလို့ဆက်မှာတော့ဆိုတော့ရှာကြည့်ရှာတာနော်သူ့ဆောင်မှာစိနေချိန်ရဲ့ဆောင်မှာတနေ့နှစ်နေ့သုံးနေ့လေးနေ့မြောက်မှာဘေးမှာနေပြီးတော့လေးထိတ်လို့ခင်တယ်နော်တနေ့နှစ်နေ့သုံးနေ့လေးနေ့မြောက်ဘေးမှာလေးထိတ်လို့ခင်တယ်နော်သူ့ဆုံးမှာနေပြီးတော့တနေ့နှစ်နေ့သုံးနေ့လေးနေ့မြောက်ဘေးမှာလေးထိတ်လို့ခင်တယ်အဲ့ဒါကြောင့်လေးထိတ်စီရယ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 ်အဲ့ဒါကြောင့်ကျွန်တော်ပြခဲ့တာကနေပြီးတော့နော်လေးထိတ်စီနဲ့နေပြီးတော့နော်လေးထိတ်စီနဲ့နေပြီးတော့4 5 9ရယ်နော်4 5 9ရယ်ဟုတ်လား4 5 9ရယ်4 9 5ရယ်နော်4 9 5ရယ်နော်ဒီနှစ်ခွဲကိုတဲဟလာများထိုးပါငါးထက်စီနဲ့ဟာကိုနင်းနေထိုးပါဆိုပြီးတော့ဟလားကျွန်တော်ပြောခဲ့သေးတယ်နော်ဒီနှစ်ခွဲကိုများထိုးပါငါးထက်စီနဲ့ဟာကိုနင်းနေထိုးပါဆိုပြီးတော့ကျွန်တော်ပြခဲ့သေးတယ်နော်ဒါတချို့ကနေပြီးတော့ဟလားဟိုတချို့ကနေပြီးတော့စိုက်ကိုနေပြီးတော့နားမလဲတာလည်းရှိတယ်ကျွန်တော်ကရခိုင်ဖြစ်တာမို့ဟုတ်လားဗမာစကားကိုတိတ်ဟိုအဆင်မပြေဘူးပြရတာနော်ကျွန်တော်ကရခိုင်ဖြစ်တဲ့အတွက်နော်ဗမာစကားကိုပြရတာတိတ်အဆင်မပြေဘူးအဲ့ဒါကြောင့်နေပြီးတော့တိတိကျကျလေးနောက်ထောင်ပေးပါကျွန်တော်ပြတဲ့စီရွာလေးကိုတိတိကျကျနောက်ထောင်ပေးပါတချို့ဆရာတွေကတော့ဟလာဟိုကျွန်တော်လည်းကြည့်တယ်ဗျာတချို့ဆရာတွေပြတာတွေကိုသိမကြိုက်ဘူးကျွန်တော်ကတော့ဗျာကစားတာကတော့အထောင်သီးတွေနော်အထောင်သီးတွေနဲ့ကစားတာနော်အထောက်သီးတွေနဲ့ကစားတာအဲ့ဒါရောနေပြီးတော့စိတ်နဲ့ချိန်မှနေပြီးတော့ဟာ4 5 9 4 9 5ဆိုတဲ့ခန်းကိုအောက်ခေးရှင်းဖြစ်ပါတယ်နော်အောက်ခေးရှင်းဖြစ်ပါတယ်တကယ်လို့စေးတော့ကြီးမှာလည်းဒီလိုအသီးထောင်တဲ့စနိုက်တွေရှိပါတယ်အဲ့လိုအသီးထောင်တဲ့စနိုက်တွေကိုဟာလာကြိုက်တယ်ဆိုရင်နော်ကြိုက်တယ်ဆိုရင်မဘေရာဖုန်နယ်ပဲလေးကိုစပ်ပစ်ဆက်ပါနော်မဘေရာဖုန်နယ်ဘိုင်ဘာကဖြစ်နော်ဘိုင်ဘာကဖြစ်ဒိုင်ရဲဖြစ်စက်သေးပါနော်တင်များကို685 438ခွန်ခွန်လေးပါနော်မဘေရာဖုန်နယ်ပဲကနော်โอเคပါအားလုံးတန်ကောင်းကြပါစေအားလုံးသာလီစွာပါ